ညာဘက်ပင်လယ်ပြင်းကြီးကငိန်သက်နေပေမဲ့မင်းမင်းရဲ့ရင်ထဲမှာတော့လှိုင်းတပိုးနေထနေတယ်လို့ပါပဲတထေးကြီးဥပတင်ရဲ့လူနေကသူ့ကိုပိုက်ဆွဲပြီးရေသူမဖမ်းခိုင်းခါတာလीရေသူမရဲ့အသေးနှလုံးကဒန္တာရီထဲကလို့တကိုးရှိတယ်ဆိုတာသူမယုံပေမဲ့တထေးကြီးရဲ့ချင်းချောက်မှုကိုကြောက်နေရတာမီးရင်လီထုံးပြီးပိုက်ဆွဲနေလုံးပိုက်ထဲမှာတောက်ပတဲ့အရာတစ်ခုညှိနေတာတွေ့လိုက်ရတယ်အနားကိုတွားကြည့်တော့မှမင်းကလေးတယောက်ဒါပေမဲ့သူမရဲ့ခါအောက်ပိုင်းကတောက်ပတဲ့ငါးအမီးကြီးသူတကယ်ပဲရေသူမအောင်ဖမ်းမိလိုက်တာပဲနင်းရွယ်ကတော့ပိုက်ကွန်းထဲမှာရုံးကန်နေရင်အကြောက်တရားအပြည့်နဲ့မြုပ်ဝုန်းနေနဲ့မင်းမင်းကိုကြည့်နေတယ်သူမရဲ့နှလုံးသားကပုံမှန်ထက်မြင်းမြန်းခုန်နေတယ်လို့ခံစားရတယ်ငါတော့လူသားတွေရဲ့လက်ထဲမှာတရတော်မှလားဆိုတဲ့အတွေးကသူမကိုခြောက်လိုက်နေတယ်မင်းမင်းကနှင်းရွယ်ရဲ့မြုပ်ဝုန်းနေတဲ့အကြောက်တရားတွေကိုမြင်လိုက်တာတော့သူ့ရင်ထဲမှာတနာစိတ်တွေတဖွာဖွာပေါ်လာတယ်ငါမင်းကိုဘာမှမလုပ်ပါဘူးလို့သူကတူတူလေးပြောလိုက်တယ်နှင်းရွယ်ကတော့သူ့စကားကိုမယုံရဲသေးသလိုဒါပေမဲ့မင်းမင်းရဲ့မြုပ်ဝုန်းထဲမှာစိတ်ရင်းမှန်ကိုတွေးလိုက်ရတော့နည်းနည်းတော့စိတ်အေးသွားတယ်မင်းမင်းကနှင်းရွယ်ကိုပိုက်ကွန်းထဲကနေညင်းသားစွာကဲထုတ်ပေးပြီးသူမရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ကြားမှာထူးဆန်းတဲ့တန်ရောစင်လေးတစ်ခုစတင်ဖြစ်ပေါ်လာခဲ့တယ်ညတိုင်းမင်းမင်းကနှင်းရွယ်စီကိုလာပြီးပင်လယ်ပြင်ကြီးအကြောင်းလူသားတွေအကြောင်းပြောပြတတ်တယ်နင်းတွေကလည်းမင်းမင်းကိုပင်လယ်အောက်ခြေကလှပတဲ့အရာတွေတချင်းလေးတွေတီးဆိုပြတတ်တယ်ဒီလိုနဲ့မင်းမင်းလဲတနေ့နှင်းတွေကိုတန်ရိုးစင်တွေးမိပြီးမဖမ်းတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်သူမကိုဒုက္ခရောက်မှလည်းအယမ်းစိုးရိမ်နေတာပေါ့တခေကြီးဥပတင်ကရေသူမကိုမဖမ်းမိလို့ဒေါသထွက်နေပြီးမင်းမင်းကိုတန်တွဲဝင်လာတယ်မင်းရေသူမကိုဖမ်းမိပြီးတော့ဖြုတ်ထားတာမဟုတ်ဘူးလားလို့သူကမင်းမင်းကိုချင်းချောက်ပြီးမေးတယ်မင်းမင်းကတော့မဟုတ်ပါဘူးတထေလို့ညင်းပြီးမဲ့သူ့ရင်ထဲမှာတော့စိုးရိမ်စိတ်တွေတိုးလာတယ်သူကနှင်းရွယ်ကိုဥပတင်ရဲ့လူတွေစီကနေဘလို့ကာကွယ်ရမလဲဆိုတာမသိဘူးဥပတင်ကမင်းမင်းကရေသူမနဲ့ပတ်သက်မှုတွေကိုသိနေတယ်လေဒါကြောင့်အစီအစဉ်တစ်ခုလုပ်ကြပါတယ်ညတညမှာတော့ဥပတင်ရဲ့လူတွေကမင်းမင်းကိုလွှဲပေါ်ကနေတွန်းချလိုက်ပြီးနှင်းရွယ်ကိုဖမ်းဖို့ကြိုးစားကြတယ်မင်းမင်းကရေထဲမှာကူးခတ်နေရင်နှင်းရွယ်မြန်ပြေးလို့အော်ပြောလိုက်တယ်နှင်းရွယ်လာမင်းမင်းအန်တရရှိနေတာကိုတွေ့တော့သူမရဲ့အသက်ကိုမငဲ့ပဲမင်းမင်းစီကိုကူးခတ်သွားတယ်ငါအသက်ထက်နင့်အသက်ကပိုအရေးကြီးတယ်လို့သူမကတူတူလေးပြောလိုက်တယ်ဥပတင်ရဲ့လူတွေကနှင်းရွယ်ကိုပိုက်ကွန်းထဲနဲ့ဖမ်းဖို့ကြိုးစားပေမဲ့နှင်းရွယ်ကသူမရဲ့အစွမ်းကိုတုံးပြီးသူတို့ကိုရီအောက်ကိုဆွဲချလိုက်တယ်မင်းမင်းကလည်းနှင်းရွယ်ကိုကူညီပြီးဥပတင်ရဲ့လူတွေကိုတိုက်ခိုက်ခဲ့တယ်တိုက်ပွဲအပြီးမှာတော့နှင်းရွယ်ကမင်းမင်းကိုပင်လယ်နှက်ထဲကိုခေါ်ဆောင်သွားတယ်ငါတို့အတူတူနေရအောင်လို့သူမကပြောလိုက်တယ်မင်းမင်းနဲ့နှင်းရွယ်တို့ဟာလူသူမရှိတဲ့ကျွန်းကလေးတစ်ကျွန်းမှာအေးချမ်းစွာနဲ့အတူတူနေထိုင်သွားကြတယ်သူတို့ရဲ့ချစ်ချင်းမေတ္တာကပင်လေပင်ကြီးလိုနှက်ချမ်းပြီးထာဝရတည်မြဲသွားခဲ့တယ်လောဘသားတွေကတော့ရေသူမရဲ့အသေးနှလုံးကိုမရရှိခဲ့ပေမဲ့မင်းမင်းနဲ့နှင်းရွယ်တို့ကတော့အစ်စ်အမှန်ချစ်ချင်းမေတ္တာကိုရရှိခဲ့ကြတယ်